ဒီနေ့ကတော့ကျွန်တော်modify case 3လုံးကျွန်တော်ဒီမှာလို့စုံပြီးရောက်ထားတယ်ဗောနော်ကြောက်ထားတယ်ဆိုအဲ့ဒါလေးကိုကျွန်တော် case ထည့်ပြီးတော့ကျွန်တော်တခါတည်းလုပ်ပြပေးချင်ပါတယ်ဗောနော် case ပုံမှန်ဆိုရင်ကျွန်တော်တစ်ခါတစ်လုံးရတစ်လုံးပို့တစ်လုံးရတစ်လုံးဒီနေ့ကအပြိုင်ပေါ့ပြိုင်တူတစ်ခါ3လုံးရောက်ထားတော့ကျွန်တော်တခါတည်းဗီဒီယိုလေးရိုက်ဖို့အတွက်စိတ်ကူးလေးရပါတယ်ဗောနော်ဒါလေးဗီဒီယိုလေးရိုက်ပေးချင်ပါတယ်အားလုံးမင်္ဂလာခင်ဗျကျွန်တော်ကတော့ Angel ကကိုဖြိုးပါကျွန်တော်ဒီနေ့ GA 2100နဲ့ကျွန်တော် modify case တွေဘယ်လိုအပေါင်းဆက် collaborate လုပ်တယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ဗီဒီယိုလေးရိုက်ပြပေးချင်ပါတယ်ခင်ဗျအားလုံးပဲကျွန်တော်တို့လိုက်ကြည့်ပြပါဦးဒီကောင်လေးကတော့ဒါလေးကတော့စိတ်မှုံလေးပါဒါလေးကစိတ်မှုံဒီကောင်လေးကဒါစိတ်မှုံလေးပါနော်စိတ်မှုံလေးဒီကောင်လေးကတော့ဒါ all black လေးပါဒါကောင် all black နောက်ပြီးတော့ဒီကောင် all black လေးပါဒီကောင်ကတော့ကျွန်တော်တို့ငွေရောင်ကိုမှအပေါ်က black dye လေးနဲ့ပါနော် black epic လေးနဲ့ပါကျွန်တော်တစ်ခုချင်းပြပြမယ်ဒါတူ original လို့ပါတဲ့ပုံစံလေးပါနော်ကျွန်တော်တို့ကောင်ဖြုတ်လို့တက်လို့လွယ်စကူနှစ်ထုပ်ပါနှစ်ခုပါတယ်ဒါမျိုးစကူအပိုလေးပါတယ်ဗောနော်ဒါမျိုးအပိုလေးတစ်ထုပ်စီပါတယ်အဲ့ဒါကျွန်တော်အခုဒီမှာပြပေးမယ်โอเคအရင်ဆုံးကျွန်တော်ပြပေးချင်တာကတော့ဒီကောင်လေးပါဒါလေးပေါ့မနက်တိုင်းမင်းအနမ်းလေးနဲ့နှကန်းလေးကိုလိုချင်မိတဲ့နှလုံးသားအခန်းလေးတဲ့အရန်ဘေးကိုတို့ကျင်းတဲ့ business ကပြောမိရဲ့ကစိတ်ကိုစိုးယူဆိုင်ချင်တဲ့မင်းရဲ့ဘေးနဲ့ရှိချင်ပါလေရိတ်ကိုမြို့တွေးနေငါလို့သူတွေပြောစကားနဲ့ဆွဲလန်းတွေးဖို့နေမဆိုင်တဲ့ပြဿနာတွေအားလုံးမေးကိုနေဖြစ်ခဲ့တဲ့မြောင်မေးပြလိုက်ပါအရေးကိုမပေးနဲ့လူတွေပြောကြချစ်ဆိုတော့လုံးမတည်မြဲပါဖြစ်တတ်ပါချုပ်ကိစ္စတွေမှာတွဲမညီတဲ့ခါတွေးမိလိုက်လို့သူတို့ရှိမှာပဲအဲတုန်းကရည်ခဲ့တာတွဲညီရဲ့ထိုးညောင်ချစ်တွေကလုံးဝတည်မြဲမှာစိတ်ချရင်နဲ့မင်းနဲ့အတူရှိရခြင်းလားဝေးသွားမှဆိုစိတ်ကအပူမီးတွေစီကလက်ရှိကအမှန်ကန်ဆုံးယူမသိစေခြင်းလားတောင်းရပြီးတော့လက်ထပ်ပါမယ်လူကြီးပဲစီမှာအနာကဘွားအဆုံးတာအခက်အခဲများလေရေစံကိုပြန်တက်အစိုးကောင်းနဲ့စံတွဲထားမယ်အားရင်မှုကိုလွန်ဆွဲအကြောင်းတွန်တွဲထားတယ်ဘုံကြောင့်မခွဲနိုင်တိုင်းလို့ကျွန်တော်ဖားကန်လို့ကချင်ပြည်နယ်လို့ဆိုလို့ရှိရင်ကျွန်တော်အခုချိန်ပစ္စည်းပေါ်တာကြားတယ်ရန်ကုန်ကနေဝါဒီနေရာကိုရောက်ဖို့အတွက်မှကျွန်တော်9ရက်10ရက်လောက်ကြားတယ်ဗောနော်အဲ့လိုကြားခြင်းလေးတွေရှိပါတယ်အဲ့ဒါလေးတွေကျွန်တော်ကြိုပြီးတော့ပြောပြတာပါဘာလို့လဲဆိုတော့ကျွန်တော်ကပစ္စည်းမပို့ချင်တာလည်းမဟုတ်ပါဘူးကျွန်တော်ပစ္စည်းမြင်မြင်ပို့ပစ္စည်းမြင်မြင်ရောက် customer ရဲ့ review မြင်မြင်လေးရကျွန်တော်တို့မြင်မြင်လေးကြောင်းအဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့သွားတယ်ဗောနော်အဲ့ဒီအားနည်းချက်တွေတခုကအဲ့ဒီကျွန်တော်ဒီကနေဘာကောင်းတွေပို့ရအတွက်အရင်လိုလန်ခီးတွေကအရင်ချောမွေ့ပြီးတော့ကောင်းနေတာမဟုတ်တဲ့အတွက်နည်းနည်းလေးတော့ကြာပါတယ်ဒါလေးတော့ကျေးဇူးပြုပြီးစိတ်ရှည်တိခံဆိုစောက်ပေးပါစောက်လို့အဆင်မပြေဘူးဆိုလို့ရှိရင်တခြား install ရနိုင်တဲ့ဆိုင်တွေကနေမှာဝယ်တာကလူကြီးမျိုးတို့ပုံပြီးတင်တော့ပါပဲကျွန်တော်က review video တွေရိုက်ပေးနေပါပဲအများအားကျွန်တော် review video ရိုက်လို့ကျွန်တော်ဒီမှာဝယ်ရမယ်ဆိုတော့မဟုတ်ပါဘူးခင်ဗျာကျွန်တော် review video ကဒီ model လေးကြိုက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဈေးသက်သာတဲ့ဆိုင်ရှိမယ်ကျွန်တော်တက်ပို့ပြီးတော့ service ပို့ပေးနိုင်တဲ့ဆိုင်ရှိလို့ရှိရင်ဒီမျိုးစိတ်ကြိုက်ရှာဝယ်လို့ရပါတယ်နိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုသိချင်တာလေးတွေကျွန်တော်နိုင်နဲ့ပတ်သက် accessory လေးတွေကျွန်တော်အားမနာလာမေးလို့ရပါခင်ဗျာကိုဖြိုးပါ bye bye